တိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးသူတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးသူလို့ဆိုတဲ့နေရာမှာတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ဟာလောကမှာဘယ်သူလဲလို့ဆိုရင်ဗုဒ္ဓအရှင်မြတ်ဖရာပဲဖြစ်တယ်မြတ်စွာဘုရားဟာတိတ်ဆိတ်ငြိမ်သက်မှုကိုအလွန်မျက်နှိုးတော်မူတယ်လောကသားတွေကဆူညံတာကိုနှစ်သက်ကြတယ်ဒါကြောင့်မို့လို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာအလွန်ရှားပါတဲ့နေရာတစ်ခုဖြစ်တယ်ဘုရားကိုကိုးကွယ်မျက်နှိုးတဲ့ဘုရားဘာသာနိုင်ငံလို့ပြောကြတဲ့မြန်မာနိုင်ငံမှာဆူညံမှုကအလွန်များတယ်ဘုရားဘာသာမဟုတ်တဲ့ဥရောပကနိုင်ငံတွေတို့အမေရိကန်နိုင်ငံတို့ရောက်ဖူးတဲ့လူတွေသိပါလိမ့်မယ်ဘယ်နေရာသွားတိတ်ဆိတ်ငြိမ်သက်နေတာပဲအိမ်ထဲမှာဆိုရင်လူရှိတယ်လို့တောင်မထင်ရဘူးစူပါမားကတ်တွေထဲဝင်သွားရင်လည်းလူရှိတယ်လို့တောင်မထင်ရဘူးအင်တန်မှငြိမ်သက်ကြရုံးပြင်ကနားတွေမှာလည်းပဲအင်တန်မှငြိမ်သက်တယ်စူးစူးညံညံစကားပြောနေတာမရှိသလောက်အံ့ဩဖွယ်ရာတွေ့ရတယ်သို့တော့ဘုရားဘာသာလို့အမိခံတဲ့မြန်မာနိုင်ငံမှာတိတ်ဆိတ်တဲ့နေရာဆိုအလုံးကိုရှာနော်တိတ်ဆိတ်တဲ့နေရာဒါလည်းဆင်ញင်စဉ်းစားเสียအမှန်တမ်းကောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတိတ်ဆိတ်ငြိမ်သက်မှုကိုအလုံးကိုမျက်နှိုးတယ်ဒါကြောင့်မို့ပါဠိစာပေမှာဘုရားကိုချီးကျူးတဲ့စကားလုံးလေးတွေရှိတယ်အဲ့ဒါဘုရားဘာသာဝင်သူတော်စင်တို့သိတဲ့ပုဂ္ဂိုလ်လည်းသိမယ်မသိတဲ့ပုဂ္ဂိုလ်လည်းမသိသေးဘူးသို့တော့သိအောင်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုချီးမွမ်းတဲ့စကားလုံးတွေတယ်ပဲဒါကတခြားဘာသာဝင်တွေကချီးမွမ်းတဲ့စကားလုံးမြတ်စွာဘုရားကိုချီးမွမ်းတဲ့အခါမှာအပ္ပတ္တကာမောတဲ့အတန်တိတ်ဆိတ်မှုကိုလိုလားတယ်မြတ်စွာဘုရားဟာအတန်တိတ်ဆိတ်မှုကိုလိုလားတယ်ဆိုတာတခြားဘာသာဝင်တွေကပါသိတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုခက်လန်းလန်းကမြင်လိုက်တာနဲ့ပဲစကားကြဲလောင်ပြောဆိုမှုတွေကိုထိမ့်ချုပ်ပြီးတော့ငြိမ်ငြိမ်လေးနေကြဒီအကျင့်ဟာစာပေကျမ်းဂန်ထဲမှာမကြာခဏထို့သုတ်တန်တွေမှာတွေ့ရတယ်တခါအပ္ပတ္တဝိနိတာမြတ်စွာဘုရားဟာတပည့်တာဝကတွေကိုတိတ်ဆိတ်ငြိမ်သက်စွာနေတတ်ဖို့ဆိုပြီးဆုံးမသွန်သင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အပ္ပတ္တဝဏဝါဒီတိတ်ဆိတ်ငြိမ်သက်မှုရဲ့ဂုဏ်ကျေးဇူးချီးမွမ်းစကားကိုပြောကြတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အညတ်ဒိဋ္ဌိယလို့ဆိုတဲ့တခြားဘာသာဝင်တွေကပါမြတ်စွာဘုရားကိုချီးမွမ်းထောမနာမှုပြုကြတာအဲ့တော့ဒါတွေကဘုရားရဲ့အကြိုက်ပြောရမယ်ဆိုလို့ရှိရင်တိတ်ဆိတ်ငြိမ်သက်စွာအတန်တိုးတိတ်မှုဟာအမှန်တမ်းအရေးကြီးတယ်လို့အခုလိုတရားဝဲတွေကျင်းပနေတဲ့အခါမှာဆူညံတဲ့အတန်တွေကဘယ်လိုမှတရားဟောလို့မဖြစ်နိုင်နာတဲ့ပုဂ္ဂိုလ်ကလည်းနားထဲမှာနှစ်တန်ဝင်နေသည့်အတွက်ကြောင့်တမာတိမရနိုင်ဘူးဟောတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းတမာတိမရနိုင်ဘူးမရနိုင်သည့်အတွက်ကြောင့်တရားဓုတရားမြတ်ရဆိုဝေးလေဆိုတရားဓုတရားမြတ်ရဖို့မပြောနဲ့ဟောတဲ့တရားမှတ်မိဖို့တောင်မှခဲရင်နဲ့နော်အဲ့တော့ဘုရားတရားတော်ဆိုတာ profound ဓမ္မလို့ဆိုတဲ့အလွန်လေးနဲ့ခံဗီရနည်းနည်းတယ်ဆိုတဲ့တရားကိုမြတ်စွာဘုရားကဟောတိုင်းတပည့်တာဝကတွေကိုဘယ်လိုတတိပေးတယ်လဲလို့ဆိုရင်သူနောဟိတာဓုကံမနတိကရောဟိဆိုတဲ့စကားကိုအများအားပြောထားတယ်အများဆိုရင်သူနောထတာဓုကံမနတိကရောထသူနောထနားဆိုင်ထောင်ကြပါမနတိကရောထစိတ်ထဲမှာနှလုံးသွင်းထားကြပါလို့ဘာဖြစ်လို့တော့ဆိုတော့တာဓုကံမနတိကာရာယတ္တာဟိသာသနတံပတ္တိရဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပြည့်ဝဝနဲ့ယင်တဲ့နှလုံးထဲရောက်ဖို့ဆိုတာဟာတဲ့နော်အင်တန်မှကောင်းနှလုံးသွင်းမှုပေါ်မှာမှမူတည်တယ်အဲ့ဒါကြမှာကောင်းနှလုံးသွင်းနိုင်မှမြတ်စွာဘုရားတရားတော်ဟာယင်ထဲရောက်အသိဉာဏ်တွေကိုရောက်လာနိုင်တယ်တို့မို့လို့ဆိုလို့ရှိရင်တော့ဘုရားတရားတော်ဟာယင်ထဲနှလုံးထဲရောက်လာဖို့မတမခဲနဲ့
အမှန်ခက်ခဲတဲ့တရားဓမ္မရင်ထဲရောက်ဖို့ဆိုတာတော့ခက်ဒါကတချင်းဆိုတာလည်းမဟုတ်ဘူးစတိတ်ရှိုးပြတာလည်းမဟုတ်ဘူးဘုရားတရားတော်ဆိုတာအလုံးကိုတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးရွေးချယ်တဲ့တိတ်ဆိတ်ငြိမ်သက်စွာနာယူတဲ့ဓမ္မအဂရဝဆိုတာနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာတရားဟောတဲ့အခါမှာတူတူစကားပြောခြင်းဟာတရားကိုမလေးစားရရောက်တယ်လို့စာပေကျမ်းကမှာဒီလိုဆိုတယ်ဒါကြောင့်မို့လို့ဘုရားရဲ့တပည့်သားတာဝကတွေဟာအင်တန်မှဒီရင်ကျေးတိမ်မွေးတဲ့ဓမ္မဂါရဝတရားတော်ကိုလေးစားစွာနာယူမှတ်သားကြဒါကပညာရက်တစ်ခုနာယူနေတာတရားနာတယ်ဆိုတာတကယ်ကတော့အပျော်နာတာမဟုတ်ဘဝတန်မြာမှာတို့တွေဘလို့အဖြေမှန်ထုတ်နိုင်မလဲဘဝရဲ့အကြောင်းကိုဘလို့သိအောင်လို့ဘဝမှာပျော်စရာဆိုတာဘာရှိတယ်လဲထိုဘဝကြီးရဲ့အပြစ်အနာစာဆိုတာဘာရှိတယ်လဲဘဝကြီးကထွက်မြောက်ဖို့လမ်းကြောင်းရောရှိရလားဆိုတာတွေအသေးစိတ်နားလည်အောင်တရားဓမ္မကိုနာယူကြရတာဖြစ်တယ်ပေါ့အဲ့ဒါလို့နာယူနိုင်မှဘဝရဲ့တာယာမှုဆိုတာလေတွေ့အောင်ရှားနိုင်တယ်အေးတာယာမှုတွင်ရှိသလားလို့ဆိုတော့မဟုတ်ဘူးဘဝမှာအပြစ်နာစာတွေမြောက်များစွာရှိအဲ့ဒီအပြစ်နာစာတွေရှိလာတဲ့ဘဝကြီးကလွတ်ချင်တယ်ဆိုရင်ရောထွက်ပေါက်ရှိရလားဆိုထွက်ပေါက်ပြအဲ့ဒါလို့အတ္တဒအာဒီနဝနေတရဏလို့ခေါ်တဲ့ဘဝနဲ့ပတ်သက်တဲ့ရှုမြင်သုံးသပ်မှုရှုထောင့်၃ခုကနေမြတ်စွာဘုရားသုံးသပ်ဆင်ခြင်ပြီးတော့ပြအဲ့တော့ဒီလောက်လေးနဲ့တဲ့တရားဂံဗီရနည်းနည်းတဲ့ဒုဒ္ဒတမြင်ဖို့အမှန်တန်ခက်တယ်နိပုဏတရားအမှန်တမ်းသိမ်မွေ့တဲ့အရာသိငယ်တဲ့အရာဆိုတာအာဂုံဆိုင်မှမြင်နိုင်တယ်သိနိုင်တယ်ပေါ့ပန္တိတဝေရဏိယတာမန်ပုဂ္ဂိုလ်တွေနားမလည်နိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်သာနားလည်နိုင်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကအကျဉ်းချင်းထုတ်ဖို့ပြောရတဲ့ဒီတရားမျိုးဟာအဓမ္မတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးပါလားဒါမို့မြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်မှုကိုလောကမှာအမြတ်ဆုံးလို့တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်လို့ဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်မြတ်စွာဘုရားပဲဖြစ်တယ်ဘာကြောင့်ဒီစကားကိုပြောရတာတုံးဆိုလို့ရှိရင်တုန်နီဘာဝဆိုတဲ့စကားလုံးလေးရှိတယ်တုန်နီဆိုတာအဘာဒနာစကားမပြောဘူးဆိုတဲ့အဓိပ္ပာယ်နော်စကားဟာလိုအပ်တဲ့အခါမှာပြောတယ်အတန်ထွက်အောင်မလုပ်ဘူးတုန်နီအဘာဒနီတုဟအဘာဒနီမောနဆိုတဲ့အဓိပ္ပာယ်နဲ့အဘာဒနာစကားမပြောဘဲနေတာကိုတုန်နီဘာဝလို့ခေါ်တယ်တိတ်ဆိတ်ငြိမ်သက်စွာနေတယ်မြတ်စွာဘုရားကိုတစုံတစ်ယောက်ကစွန့်ပစ်တာပဲဖြစ်စေတခြားကိစ္စအရာပင့်ဖိတ်တာပဲဖြစ်စေမြတ်စွာဘုရားကလက်ခံတယ်ဆိုလို့ရှိရင်နှုတ်ကနေပြီးတော့အေးလာခဲ့မယ်လို့ဘယ်တော့မှမပြောဘူးတော့တိတ်ဆိတ်ငြိမ်သက်စွာနေပြခြင်းဖြင့်လက်ခံတယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာတုန်နီဘာဝေနအဓိဝသေတိတိတ်ဆိတ်ငြိမ်သက်မှုကိုပြခြင်းဖြင့်သာလေလက်ခံတယ်တန်ဃာတွေကိုလည်းဒီစနစ်ပေးထားတယ်ဝိနည်းကိစ္စဆောင်ရွက်တဲ့အခါမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကသဘောတူမတူမေးမြန်းတဲ့အခါမှာနှုတ်ကနေထုတ်ပြောเสียမလို့ဘူးယဟန်ခံတဲ့ကိစ္စပဲဖြစ်ဖြစ်တန်ခါကိစ္စတွေအခြားတန်ခါကိစ္စတွေဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ်တန်ခါပရိသတ်ဟာတိတ်ဆိတ်ငြိမ်သက်ရမှာတိတ်ဆိတ်ငြိမ်သက်ဒါကြောင့်မို့စကြတဲ့ကတန်ခါတွေမှာစတဲ့စကားလုံးလေးကိုကတုနာတုမေဗန္တေတန်ခောဆိုတဲ့စကားလုံးကစအရှင်ဘုရားတို့တန်ခါဟာတပည့်တော်ပြောတာနားဆိုင်ထောင်ပါနားထောင်နေဆိုတာစူညမ်းနေလို့ရှိရင်ဘယ်လိုလုပ်နားထောင်တိတ်ဆိတ်ငြိမ်သက်မှနားထောင်လို့ရတာဟုတ်အဲ့ဒါကြောင့်နားထောင်ပါဆိုတာစကားကနေစပြီးတော့တန်ခါကိစ္စတွေမှာမေတ္တာမစနစ်ကြကမ္မဝါစာဆိုတာဒီလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ပြောတဲ့စကားလုံးဟာအင်တမခက်မိတယ်အင်တမခက်မိစနစ်တကျတိတ်ရှိတယ်ပေါ့အဲ့ဒီမှာတစုံတစ်ခုကိုအများဆန္ဒအရဆုံးဖြတ်ရတော့မယ်ဆိုရင်မေးတယ်သဘောမတူရင်ပြောပါသဘောတူရင်စိတ်နေပါဒီလိုပဲပြောတယ်နော်သဘောတူရင်စိတ်နေပါလို့ဆိုတာ
The what to do so in pure Samlo, noble silence. Silence got agreement of Pobia. Daga, and the man Luyan cheated, Pukuri, like not a chance at the coup. Ram Yamananga, Ludiha, Da Yasu, Lina Mushi and Adoso. Lina Mu, Madama Arne. Pura Badapsi Melu, Pura ye, so Mario, Mayalo la, Tom Hope. The charge on Jonas, go Sissy Mimian didn't know. Hello, the taking 60 clean it. The Yanararu, take saying this one. Near Yicheraru, Daria, Madama, Yichi de Kesari. Yichi de Kesari. Yes of Yaga, the Yani room, Yera Somali, Yani Somali the Gaha. Ludi never say Mulu to Lude Machine. Alone with Somali as a Hadaku. Alone, the Anna that the Aloha. Yes of Yasi. The Anabu, Chingaja. No John the Garagamari, Piashi and Dobby, the Anabu, two chain alias or Singaja. Tangarori, Piashi and Dobby, the Chingaja, the Anama Nayuja. Yes of Yaga, the Anama. Then you're Soma or baby, Soma or baby sheep. Every time they say in the move, Piara, Muro. The Mabo Navan do it. A tombo when a Taukum of it is a gamuri, Joso, Sunira, Muro solution. Yes, of ya, the deep bed, near. Yani was Soma or baby kama. Tani Padidana or Bakri, Dwayan, Karanian Chatayan, Nayao, so maybe. So me Javi, so in Namuba you ate it. Namurega, the Mumugi. Namurega, the Mumusura, Bale Lucy. Tammi Katawa Sagabio Messi, Kupiore Sagadi, Taman Sate Sagamio with Pio. Ayat the Gamuri, who's a Gadi the Gadi, Mapione. CY is a guy, Nanga is a guy, the Chazagari, Mapione, Tamasagave, Pio, Tapia, so Mount Piora, no? Padillo, yes, of ya point Yengoga, Tania Oka look, Peter, Tiaru Diamia Yabu, Piano, Elu so mageda, Tammi Katawa, Tammi Sura, Tammi na Yoda, Diane Patatis, Gamu. Tamane Patatis, a guy with Piova. Get Piozzi, I'm a she was in Baloamnes, a Rio Tony Bao. Novel silence look for it. No, Minyate, at that they say teenage or native move. Yanova look to Lusolura. No, Tinagu, Loba, look, yes, of ya, yes, so much. Todo Nakanya Laluso, Dagaro, Nakanelu Leshi, Manakanelu Leshi. So what over out, Jobja, no? Paya so maro, I can see. So me solution, Namurega, the Mumu with Luba, Pale, the Yazaga and the Pioba, Boboe, they say, Yimia, they say, Ning the moon, Niva, look, to Lusolura. Pero Aloha, Balajari, Piome solution. Yes, of Yaga, Sunyan low solution, Yani, Ninto de low solution. Bega Ludia, Ogon and Olay, Tegashida, no? Sunyan, that's a garden, Piolusin, that's of your good and go. Nintoke Sunyana, yes of ya, Machai Husura, Emdamat Shad. The Vidi, Sunyamu, Mabusi Yau, the Chabo Guri Remare, Sunyamushi Lusin, yes of ya, Magabu Erinia Mu. They say in the Mua, alone down Moji. Tigani. Nanga Cha Tainava, the truth Generation Nidia, they say Ning the Muye, Tambogule, through Dija. Ludia, they say Ning Terma, Ludia Athena, oh no, Povido, Lansan Techuabido, oh no, so Tenzabio, Lansan Techuabi, Athena, Punchona, Tajamolo, they say Ning the Mua, they Yichi. The Chavada when the Payajang look correct tema, when do I like Lucy? They say me, no? Yea, because I am a pure when they say in this.
ယ်သူမှအဲ့ထဲမှာဆူညံသွားတာမမြင်ဘူးဘုန်းကြီးတို့ဥရောပခကြီးရောက်တဲ့အခါမှာသူတို့လိုက်ပြရင်ပြเสียဒီပြင်ဟာမရှိဘူးဥယျာဉ်တို့ပြခြင်းပြမယ်နော်တခြားဒီမြန်မာနိုင်ငံမှာလို့ဇေဒီပထိုးတွေသွားပြီးတော့ကြီးစုเสียဖူးမြော်เสียမရှိဘူးမရှိတော့သူတို့နိုင်ငံအများစုကိုးကွယ်တဲ့ church တွေကိုပြတယ် church တွေဝင်လိုက်တာနဲ့တပြိုင်နက်တိတ်ဆိတ်လူမရှိတာမဟုတ်လူရှိတိတ်ဆိတ်နေအောင်သူတို့ကတိတ်ဆိတ်မျက်နှာမှုအမြဲတမ်းတမိုးထားတယ်ဆိုတာထင်ရှားဘုန်းကြီးတို့စဉ်းစားမိတယ်တို့ဘုရားရဲ့အဆုံးအမတွေဘာဖြစ်လို့ဒီရောက်နေလဲတို့စီမှာတော့တို့ဘုရားရဲ့အဆုံးအမတွေမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့အဆုံးအမတွေဗုဒ္ဓဘာသာဝင်ဆိုတဲ့ပုဂ္ဂိုလ်တွေကမလိုက်နာပါလားလို့တို့တွေဟာဘုရားရဲ့အဆုံးအမကိုဒါလေးတောင်မလိုက်နာဘူးဆိုတော့တခြားဟာတွေလည်းလိုက်နာမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါမှထင်ရှားကြည့်လေရွှေဒဂုံဘုရားပေါ်သွားကြည့်သွားဖူးနော်စုလီဘုရားသွားဖူးဘိုးတော်ထောင်ဘုရားသွားဖူးအိုးဘုရားဟောလက်ပတ်ကြည့်စူးညံသွားကြတာများတယ်ဘုရားလှည့်ပြီးတော့ဈေးထဲဝင်တယ်လို့အတိုင်းအတာတစ်ခုဖြစ်နေတယ်ယူသိဉာဏ်နှုံမှုအမြဲတမ်းအားနေတယ်ယူသိဉာဏ်နှုံမှုအမြဲတမ်းအားနေမြန်မာလူမျိုးတွေအနေထားအဲ့ဒါလိုတော်တော်အများစုပြောတာလူတိုင်းကိုမဆွလို့ပါဘူးလူတိုင်းကိုမဆွလို့ထက်ပြီးတော့ဘယ်သူမှသူတည်တနာလုံးမကြည့်လို့တကယ်သူတည်တနာလုံးကြည့်လို့ရှိရင်နေ့စဉ်ဘုရားပေါ်တက်လာတဲ့လူဘယ်နှယောက်ရှိတယ်နော်စကားမပြောဘဲနဲ့ဘုရားကိုမျက်နှာရှစ်ခိုးပြီးသွားတဲ့လူကဘယ်နှယောက်စကားပြောပြီးတော့လက်ပတ်လျှောက်ကြည့်တဲ့လူကဘယ်နှယောက်နော်ဘုရားတော်မှဥမချပဲနဲ့ထွေလာကိလာစကားတွေလျှောက်ပြောပြီးတော့ဘုရားပေါ်ပြန်ဆင်းသွားတဲ့ပုဂ္ဂိုလ်ကဘယ်နှယောက်ဆိုတာနေ့စဉ်မှာသူတည်တနာလုံးကြည့်ဖို့ကောင်းတဲ့အနေအထားတစ်ခုရှိတယ်ဘုရားပြေပါဘုန်းကြီးတို့တခါသုလိဘုရားထဲမှာတရားပွဲရှိလို့တရားသွားဟောတယ်တရားဟောလို့မဖြစ်ပါဘူးဘုရားဘူးတွေကပြင်မဲ့ကနေပြီးတော့ဘုရားဖူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေကဘုရားကိုလှက်ပတ်ပြီးဆူညံနဲ့စကားပြောသွားတယ်စကားပြောသွားတော့တရားဟောလို့မဖြစ်ခဲ့ဘူးနောက်တော့အဲ့ဒီသုလိဘုရားတွေကပင့်တဲ့တရားပွဲတွေဆိုသွားတော့ဘာလို့လဲဆိုတော့ဒီဘုရားကြိုက်တဲ့တိတ်ဆိတ်ငြိမ်သက်မှုမျိုးမရတော့ဘုရားတရားဟောဖို့ရမတမခဲတဲ့နေရာတစ်ခုဖြစ်သွားတယ်တခြားနိုင်ငံတွေမှာအတော့အံ့ဩစရာကောင်းလောက်တိတ်ဆိတ်ငြိမ်သက်မှုတွေတွေ့ရပြင်းစရာကောင်းလောက်အောင်တိတ်ဆိတ်တယ်လို့ပြောရအမေရိကန်နိုင်ငံတို့ဘာလို့မှာ1994ခုနှစ်ကဝါရှင်တန် DC နဲ့အနီးကပ်ရှိတဲ့မေရီလန်းပြည်နယ်ဆိုတာရှိတယ်အဲ့ဒီမေရီလန်းပြည်နယ်မှာ Silver Spring ဆိုတဲ့မြို့လေးရှိတယ်ညနေချင်းဆိုင်မှာဘာရှိတယ်ဆို Healing Day Supermarket ကြီးရှိတယ်ကျောင်းကလည်းကားလမ်းပိတ်မှာပဲသို့တော့တကားပိတ်ထားတိတ်ဆိတ်ငြိမ်သက်နေဘာသာမှမကြားအပြင်ထွက်တော့လဲကားတွေသွားတာတော့ပဲမြင်ရအမေရိကန်နိုင်ငံမှာကြားတဲ့တခုတည်းတော့အတန်က emergency horn လေးတခုကြားအဲ့ဒါတော့မကြကြား emergency call ဆိုလို့ရှိရင်911ကိုနဲ့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကယ်ဖို့လို့ပါတော့ဆိုရင်အဲ့ဒီဟာတော့မကြကြားဗမာပြည်မှာလို့ဟိုအလံတကြားမိသားအိုအောလို့ဟာမျိုးကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလို့သူတို့စီမှာတိတ်ဆိတ်ငြိမ်သက်မှုကိုဘယ်သူကလှုပ်ပေးလို့ဘယ်သူကဆုံးမလို့ဒီလောက်ငြိမ်သက်ကြတာလဲတို့နိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့ဘုရားကဆုံးမရဲ့တန်းနဲ့ဘုရားစကားဘာဖြစ်လို့နားမထောင်ကြတာပါလိမ့်မလဲလို့ဘာဖြစ်လို့တော့ဆိုဘုရားဘောတက်လဲမတိတ်ဆိတ်ဘူးဘုန်းကြီးကျောင်းသွားလဲမတိတ်ဆိတ်ဘူးဘယ်နေရာမှမတိတ်ဆိတ်ဘူးစူညံပြီးတော့နေလေးရှိကြတာအတော်အံ့ဩစရာကောင်းတဲ့အနေအထားတစ်ခုပဲမစင်စားမဆင်ញင်လို့ရှိရင်မသိနိုင်ဘူးဒီကိစ္စတွေကစဉ်းစားဆင်ញင်မှုကောင်းတယ်ပြီးတော့ဘာသာရေးပွဲတော်လှုပ်တာကဘာသာရေးပွဲတော်ဖွင့်တယ်ကက်ဆက်တွေတခြင်းတွေဖွင့်လိုက်တဲ့တခြင်းတွေကကာမတခြင်းတွေဖွင့်ဘာသာရေးနဲ့ကာမနဲ့ဆန့်ကျင်ဘက်ကြီးတစ်ခုဘာသာရေးဆိုရင်ဘာသာရေးတခြင်းလေးကိုဖွင့်နေတယ်ပေါ့အဲ့ဒီစီကံချက်တောင်မှဒီမှာမရှိမပြီးပြင်းဘူးပေါ့ဖះဘောကလည်းဖွင့်နေတာဖွင့်တာပဲဖွင့်တာကဖះဖွင့်လိုက်တဲ့တခြင်းကဖွင့်နေတဲ့နေရာကဖះဖွင့်လိုက်တဲ့တခြင်းကဟိုနားမကြားတာတခြင်းမျိုးတွေဒါလေးဟိုမစင်စားကြဘူးလားလို့ဒီလိုတွေးတောမိတာပေါ့နော်ဒါကိုတယောက်တည်းလည်းဘာတခုမှလှုပ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါ
အများစုဆိုတာသို့တော့လှုပ်ဖို့ဘာဖြစ်လို့မကြိုးစားကြသလဲတခါတော့တောင်ပြောမိသေးတယ်အမေရိကန်နိုင်ငံကလာတဲ့ကမ္မထမ်းဆရာတယောက်မုံရမှာတရားဟောပြီးတော့ဘုန်းကြီးတို့ဖရာတဲကိုသွားပြီးတော့ဝတ်ပြုတဲ့အခါအဲ့ဒီကမ္မထမ်းဆရာသူမသိပါဘူးရင်ကဘာလုပ်လဲဆိုရင်ဖရာခန္ဓာကိုယ်ကြီးတိုက်ဝမှာထိုင်ပြီးတော့ကမ္မထမ်းထိုင်ဘာကမ္မထမ်းထိုင်နေတော့မသိဘူးပေါ့တိတ်ဆိတ်ကလေးပဲဖရာကိုရှေ့မှာကမ္မထမ်းထိုင်ဘုန်းကြီးတို့ဝင်ရောက်ပြီးတော့ဝတ်ချတဲ့အချိန်မှာသူကဝတ်ပြုတယ်ဝတ်ပြုပြီးတော့စကားစမြည်ပြောဘယ်ကလာတာတော့ဘာညာနှုတ်ဆက်ပြီးတဲ့အခါသူကဗာမေးတယ်သူစိတ်ထဲမှာသူ surprise ဖြစ်တယ်အံ့ဩတာကိုသူပြောဗမာတွေဟာတဲ့ဗုဒ္ဓဘာသာတွေဖြစ်ခဲ့တဲ့ဖျားဖူးတာဖျားကိုတော်ရောင်ဝတ်ချပြီးတော့စကားတွေပဲစူးစူးညံညံပြောနေကြတယ်တဲ့ဖျားစိတ်လည်းစူးစူးညံညံစကားပြောတယ်တဲ့ပြီးတော့လည်းထသွားကြစကားတွေပြောကြတယ်ဖျားဘူးလာတယ်လို့သာဆိုတယ်တဲ့အတိတ်ကမရှိတဲ့အကြောင်းလေးကိုသူပြောပြတယ်နော်ဘုန်းကြီးတို့ကဘာမှရှင်းပြနိုင်တာမရှိဘူးတဲ့ဟုတ်နေတယ်လေဟုတ်နေတယ်ဆိုတော့အေးလူတွေဆိုတာဒီလိုပါပဲလို့ပဲဒီလောက်ပဲပြောရတာအဲ့ဒါလိုရှိတယ်ဘာပြေးမှာတကယ်တော့လေဟိုမရှက်တတ်ရင်တော့ရှက်စရာမကောင်းဘူးပေါ့ရှက်တတ်ရင်တော့ရှက်စရာကောင်းတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မရှက်တတ်တဲ့လူကတော့ရှက်စရာမဟုတ်ဘူးဒါရှက်တတ်တဲ့လူဆိုရင်ရှက်စရာကောင်းတယ်ဘာလို့ရှက်စရာကောင်းတော့ဘုရားရဲ့အဆုံးအမခံယူပါတယ်လို့ဘုရားဘာသာတွေလို့ခံယူထားတဲ့ပုဂ္ဂိုလ်တယောက်ဘာဖြစ်လို့ဒီလောက်အကျင့်လေးတောင်မလိုက်နိုင်ကြရတာလေဆိုတာဒါအံ့ဩစရာတွေ့ရတာပေါ့နော်အံ့ဩစရာဘုန်းကြီးတို့ငယ်ငယ်တုန်းကတည်းကဒီတိတ်ဆိတ်ငြိမ်သက်မှုကနည်းနည်းလေးအကျင့်ပါလာတဲ့သဘောခုချိန်ထိအောင်စူးစူးညံညံစကားပြောတာကိုစိတ်ထဲမှာမကြိုက်ဘူးမကြိုက်တာဒီစာသင်လိုက်မှာအနှစ်40လောက်စာပြီးပို့ချလာခဲ့တယ်စာချနေတဲ့အချိန်မှာဆိုရင်စကားလုံးဝပြောတာဘေးကအတန်းဆူတာတွေလုံးဝဟိုတိမခံနိုင်လောက်ဖြစ်တယ်ပေါ့နော်တိတ်ဆိတ်ငြိမ်သက်နေမှစာချရတာလေဟိုအတိတ်ပဲကိုပိုရှိတယ်ပေါ့ပို့ပြီးတော့အသိဉာဏ်ကိုအတွက်လည်းဖြစ်တယ်သို့တော့အများစုကိုယ်နဲ့မဆိုင်တဲ့စီကနေလာပြီးဆိုလို့ရှိရင်တော့ဘာတတ်နိုင်မှာဘာမှမတတ်နိုင်ဘူးနော်ဘာမှမတတ်နိုင်ဗမာပြည်မှာကကိုကြားခြင်းလို့ဖွင့်တာမဟုတ်ဘူးသူများကြားဖို့ဖွင့်ပေးတာဒီအများကြီးပဲနော်သူများကြားဖို့ကျန်တဲ့လူတွေကလည်းဘယ်သူမှစောရကမတက်ဘူးကွန်ပလိန်းမတက်ဘူးဗမာလူမျိုးတွေဟာဒီဘက်မှာသီးခံတာလားကြိုက်တာလားတော့မပြောတတ်ဘူးနော်တကယ်သီးခံနေတာလားကြိုက်တာလားမပြောတတ်ဘူးအတန်မဆူရရင်မကျေနပ်တာလားမသိဘူးဘာပွဲလေးရှိအတန်ချက်သက်ပါမှဆိုတာမျိုးဖြစ်နေတကယ်ရောနှစ်သက်ညံ့လို့မှုကောင်းရဲ့လားနှစ်သက်ဖွယ်ကောင်းလားမကောင်းဘုန်းကြီးတို့ကျောင်းမှာတော့ကိုလုံးနိုင်တဲ့နေရာမှာတော့လုပ်တယ်ပွဲရှိရင်ဘာမှမဖွင့်ရဘူးအတန်ချက်သက်ဘာအတန်ချက်သက်မှမဖွင့်နဲ့ဖះလည်းမဖွင့်နဲ့တရားလည်းမဖွင့်နဲ့တရားကိုလည်းဖွင့်ထားလို့ရှိရင်လူတွေကနာတာမဟုတ်ဘူးလေစကားပြောနေကြတာတရားနာတာမှမဟုတ်တာပဲအဲ့တော့တရားမနာပဲနဲ့တရားဖွင့်ထားတာလည်းအဓိပ္ပာယ်မရှိဘူးပဋ္ဌာန်းပွဲတွေရွတ်ကြတယ်သွားကြည့်ပဋ္ဌာန်းနာတဲ့လူတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးတကယ်စဉ်းစားကြည့်မယ်ဆိုရင်အဓိပ္ပာယ်မဲ့တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ပဲဒီလိုပဲခံစားရတယ်ဘုန်းကြီးသို့တော့ကိုယ်ပါတတ်နိုင်ဘာမှတတ်နိုင်တာသူတို့ကြိုက်လို့လုပ်တာလေသူတို့ကြိုက်လို့လုပ်သို့တော့အဲ့ဒါကိုမညာမတာဝေဖန်ကြည့်သမ်းပါဆိုအဓိပ္ပာယ်ရှိရလားဆိုအဓိပ္ပာယ်မရှိဘူးတကယ်အဓိပ္ပာယ်မရှိုံနဲ့မကဘူးဖះအကြိုက်ဆန့်ကျင်နေတယ်လို့ဒီလိုပဲမြင်ရတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်မှုဟာမြတ်စွာဘုရားရဲ့အကြိုက်ပဲဖြစ်တယ်ပေါ့နောက်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဓမ္မိကထာဝါရိယောဝတုံနိဘာဝဖះဟာဒီမြတ်စွာဘုရားရဲ့စွမ်းမကားကိုတော့ဘယ်သူမှမမိဘူးပေါ့အခုခေတ်တော့ဒီဘုန်းကြီးတွေတရားဟောတဲ့အခါမှာဒီအလုံးပိဋကကြားနိုင်ဖို့အတန်ချက်ဆက်မသုံးရတာတော့မဟုတ်ဘူးသုံးရသို့တော့ဆောင်းပေါက်လောက်သုံးလို့ရှိရင်လုံလောက်တဲ့ကိစ္စတစ်ခု loud speaker ကြီးတွေတောတွေမှာထည့်ပြီးတော့သုံးတဲ့အခါကျတော့
ဒီကလည်းတန်ကုန်អော်လိုက်လို့ရှင်ဟုတ်ဝေးကနားကွဲမတတ်ပဲအနီးနားလူကနားကွဲဟုတ်ဝေး2ရွာ3ရွာကြားတာမျိုးတောတွေမှာတော့ပို့ဆိုးတယ်နော်အဲ့ဒါလို့တောရက်တွေကြတော့လေအတန်းဆူညံတာကိုသဘောကျတဲ့လူတွေများတယ်သဘောကျတဲ့လူတွေများတယ်အခုကတော့မျိုးရက်လည်းတိတ်တော့မထူးပါဘူးဆူညံတာကိုကြိုက်တဲ့သဘောတွေအများကြီးရှင်းတော့ကတော့တတ္ထာဘိရတာရာဇာနောတဲ့ဘယင်တွေကတိတ်ဆိတ်လို့ရှိရင်မကြိုက်ဘူးတဲ့အတန်ရှိမှကြိုက်တယ်တခါတော့ကအဇာတတမင်းနော်အဇာတတမင်းကြီးကတစောင်းဘုံလာပြီနေအခါသမယကြီးမှာသူကမြတ်စွာဘုရားစီသွားကြတာအဲ့ရိုက်လည်းမသွားရဲဘူးဘာလို့မသွားရဲတာတော့ဆိုတော့ဒီဝရနဲ့ပေါင်းပြီးတော့ဘုရားရဲ့အကျိုးမဲ့တွေလုပ်ခဲ့ကြီးကျယ်လုပ်ခဲ့တာအဖေလည်းတတ်တယ်အဖေကိုနမ်းချပြီးတော့တတ်ပြစ်တယ်နော်ဒီဝရကိုအားပိတ်အားမြောက်ပြုတယ်ဘုရားကိုဆင်နဲ့တိုက်တဲ့ထဲမှာလည်းသူပတ်သက်နေတယ်မြတ်စွာဘုရားထံလေးသမားတွေလွတ်တာလည်းသူပတ်သက်နေတယ်ဆိုတော့သူဘုရားကိုသွားပြီးမတွေ့ရဘူးသို့သောစိတ်ထဲကတော့မြတ်စွာဘုရားပေါ်မှာခြေနှက်နေတယ်ခြေနှက်နေတော့သူဟာဖခင်ကိုနမ်းချတပ်ဖြတ်ပြီးတဲ့ပိဋကရကကံကြီးကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာအိတ်ကောင်းခြင်းမအိတ်ရဖြစ်စိတ်တွေကခြောက်ခြားနေတယ်လူကြားထဲမှာအိတ်နေပေမဲ့လို့သူဟာမိကနေပြောလိုက်တာနဲ့ထပြီးရောင်တော့တာနော်လောက်ကြပါအောင်လောက်ကြပါအောင်နဲ့ကြောက်လန့်တကြားသူ့စိတ်တွေကခြောက်ခြားပြီးတော့နေတယ်ဘာဖြစ်တာတုံးမေးတယ်ဘာမှမဖြစ်ဘူးဖြစ်တာအဲ့တော့သူအိတ်ထာကိုတိတ်ပြီးတော့မနှစ်ညုပ်မအိတ်ချင်တော့အိတ်ရမှာရှက်နိုးလာဒါကြောင့်မို့တစောင်းဘုံလာပြီးနေကြီးမှာဆိုလာကလည်းအမတန်မှတ်တာရာသီဥတုကလည်းပဲမိုးတွေကင်းကစားရာသီဥတုတွေကလည်းအေးခါစားလေးဆိုတော့ညအချိန်လေးမှာအပြင်မှာလေငင်းကန်ထွက်လို့လေအမတန်မှကောင်းတဲ့ကောင်းကင်ယံကလာကြီးကလည်းတာတယ်ကျဲဆုံကလည်းထွက်နေတယ်ကြားတွေကလည်းမျိုးစုံအောင်ပွင့်နေတဲ့ရာသီဖြစ်တယ်ပေါ့ဒါကြောင့်တစောင်းမုံလာပြီးနေဟာအလွန်လှပတဲ့နေညလို့အဲ့ဒီတစောင်းမုံလာပြီးနေညမှာညမလူတွေမျိုးတွေကတော့ဘာလို့တုံးဆိုလို့ရှိရင်နော်မက်စလီဘူးတုပ်စားဖို့ကြိုးစားကြတယ်နော်ဘယ်သူကစတယ်တော့မသိဘူးမက်စလီဘူးတုပ်ထဲမှာဆေးပေါင်းခတယ်လို့ပြောတယ်ခမခဘယ်သူမှလည်းသူတေသနာမလုပ်ဘူးနော်စားလို့ဘီတို့ရင်ချက်ဖြစ်ပြီးဆေးရုံရောက်တဲ့လူတော့ကြားဖို့လေအဲ့ဒါအခါတွေစားလောင်းအကြည့်တဲ့အခါကျလေချုပ်ပြီးတော့ဘီတို့ရင်ချက်ဖြစ်လို့ဆေးရုံပို့ရတာတော့ကြားဖို့လေအဲ့တော့တစောင်းဘုံလောက်ကြီးနေညကြီးမှာသူဖျားစီသွားချင်ရင်ထဲကမေးချင်ဟာမေးခွန်းတွေနဲ့မေးတယ်ဖျားနဲ့လည်းတွေ့ချင်တယ်ဘယ်လိုလုပ်ပြီးဖျားစီသွားရမလဲဆိုအဲ့ဒီနေညမှာသူကညကိုချီးမွမ်းစကားပြောတာအေးမတန်လှပတဲ့ညကြီးပဲဒီလိုလှပတဲ့ညကြီးမှာဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲဘာလို့ကြမလဲတို့အစီအစဉ်တစ်ခု program တစ်ခုဆွဲမယ်ပေါ့ဆိုတော့အဲ့ဒီဘယင်းရဲ့ဘေးနားမှာလည်းပဲဘာသာမျိုးစုံကိုးကွယ်တဲ့အမတ်တရားရှိတာရှိတဲ့အခါကျတော့ဥအောင်လျှောက်ကြတာပေါ့အာပုရဏကသဗ္ဗအမတမအကျင့်ကောင်းတယ်အတွေ့အတာဆိုလုံးဝမရှိဘူးအတွေ့အတာမရှိလို့သူအဝတ်တောင်မဝတ်ဘူးသူဘာမှမရှိဘူးပိုင်ဆိုင်တာတခုမှမရှိဘူးအဲ့ဒီကိုရောကြီးစီသွားရင်ရှင်မင်းကြီးစိတ်ချမ်းသာမှုရနိုင်ပါတယ်လို့ပြောဟိုကတွေ့ပြီးနေပြီအဲ့ဒီကိုရောကြီးအကြောင်းနော်သူကအကရိယဝါဒဟောတဲ့ပုဂ္ဂိုလ်ကိုစိတ်ဝင်စားဘူးနောက်တစ်ယောက်ကစိတ်ဝင်စားမှမသိတော့သူ့ဆရာလျှောက်ပြန်မက္ခလိခောသလာစီသွားဖို့အကြံပေးတယ်အဇိတကေတပလကံပလစီသွားဖို့အကြံပေးတယ်ပကုဒ္ဒခိစ္ဆယနာစီသွားဖို့အကြံပေးတယ်နောက်နိဂန္ဓနတဗုဒ္ဓစီသွားဖို့ဆိုတာအကြံပေးတယ်ဒီလိုဘေလဋ္ဌဗုဒ္ဓတို့စီသွားဖို့အကြံပေးတယ်ဒီလိုအကြံတွေမျိုးမျိုးပေးတယ်တခုမှလက်မခံဘုရင်ကြီးကအနစ်မြုပ်ဘူးဆိုတာသူအမူအရာနဲ့ပဲပြအဲ့ဒီထဲမှာမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်ပြီးဘုရားကျောင်းတကာဖြစ်နေတဲ့ဇီဝကကောမရပစ္စာကောမရပစ္စာဆိုတာဘုဒ္ဓအနေနဲ့ပြောရမှာကောမရပစ္စာမြန်မာနိုင်ငံက interpret လုပ်တဲ့အခါမှာကောမရပစ္စာကိုမြန်မာနိုင်ငံကအထက်ကရာထီကာတွေအတိုင်းလို့ပြန်လဲလို့ဆိုအဘေယမင်းသားရဲ့မွေးစားသားဖြစ်တော်လို့ဒီလိုပဲပြန်တယ်
နိုင်ငံခြားလူတွေကကောမရပိစ္ဆဆိုတဲ့စကားလုံးကိုအဲ့လိုအဓိပ္ပာယ်မပြန်မဲနဲ့ဘယ်လိုပြောပြန်လို့ဆိုကလေးအထုကုဆရာကောမရပိစ္ဆသူတို့ပြန်တာကဒီသူ့အတွက်မှန်နေမမှန်မှုအတားထားကောမရပိစ္ဆဆိုတဲ့စကားလုံးကကလေးအထုကုဆိုတာဟုတ်တယ်စဉ်းစားကြရပေါ့နော်ဗမာနဲ့မတူညီတဲ့ဘာသာပြန်တစ်ခုသို့တော့အထက်ကရာတွေရဲ့ဖွင့်ဆိုချက်အရာဆိုရင်တော့ဇီဝကဟာငယ်စဉ်တုန်းကလမ်းဘေးမှာအပြစ်ခံရတဲ့ပုဂ္ဂိုလ်တူပဲအပြစ်လမ်းဘေးမှာစွန့်ပစ်ခြင်းခံရတဲ့ကလေးငယ်တူပဲအဲ့ဒီကလေးငယ်ကိုတွေ့တာဗေမိတာရမင်းကြီးရဲ့သားတော်တစ်ပါးဖြစ်တဲ့အဖေရမင်းသားကတွေ့တဲ့အခါမှာကြီးတွေဝိုင်းနေတာတွေ့တော့ဟေ့ကြီးတွေဝိုင်းနေတာဘာလဲသွားကြည့်ကြစမ်းဆိုတော့ကလေးလေးဆိုဟာအသက်ရှင်သေးရဲ့လားရှင်သေးတယ်ရှင်သေးတယ်သက်ရှင်သေးတယ်ဆိုတဲ့အတိတ်တွေကဇီဝကလို့ဆိုတဲ့အတိတ်ပဲရတယ်အသက်ရှင်လည်းတွေ့ရတဲ့ကလေးလေးလို့ဆိုပြီးသူ့ကိုဇီဝကလို့နာမည်ပေးလိုက်တာပေးပြီးတော့သူ့နန်းတော်ပို့ခိုင်းပြီးတော့ဒီကလေးလေးကိုမွေးထားတာမွေးထားတော့နောက်ကျဆေးဆရာအကျော်အမော်တူဖြစ်သွားတယ်ပေါ့ဒါကသူ့ဆက်လန်းအဲ့ဒီမှာဇီဝကငယ်စဉ်ကတည်းကဘုရားကိုကြီးညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တော့အဇာတတမင်းကဇီဝကနဲ့သွားကြတာဘုရားစီသွားကြဇီဝကလည်းတုတ်တုတ်မှမလှုပ်တော့ဟေ့တငယ်ချင်းဇီဝကဘာလို့မပြောတာလဲမဲမှာကိုးဝယ်တဲ့ဆရာမရှိဘူးလားလို့ဆိုတော့မှသူကထားပြီဆိုလိုတာကဘုရားရဲ့တပည့်သားတိတ်ပြီးတော့သူကလိမ့်မာတယ်ရင်ကြီးတယ်သူများတွေတဲ့ဝင်ပြောရင်ဟိုလူနဲ့လူပြောဒီလူနဲ့လူပြောမလုပ်ဘူးဘယ်တော့မှမလုပ်ချိန်ကိုစောင့်တောင်းဆိုမဲ့အချိန်ထိအောင်သူက Noble Silence ပဲနော်တိတ်တိတ်ကလေးနေပြတိတ်တိတ်လေးနေတဲ့အခါကျမှဘယင်ကနေပြီးတော့မင်းရောက်ကိုးကွယ်တဲ့ဆရာမရှိဘူးလားပြောပါလားလို့ဆိုတဲ့အခါကျတော့မှသူများတွေလို့ဟုတ်လားလက်သီးလက်ယုံတန်းပြီးတော့မပြောဘူးဘယင်ရှိပေမဲ့ဘယင်ကိုလက်အုပ်မချီဘူးမြတ်စွာဘုရားသတင်းသုံးတဲ့ကြောင်းဘက်ကိုလှည့်ပြီးလက်အုပ်ချီပြီးတော့သူ့ရဲ့ဥယျာဉ်ထဲမှာမြတ်စွာဘုရားရှိပါတယ်ဘုရားဂုံကြီးတွေကဘလို့ရည်ချင်းရှိပါတယ်အဲ့ဘုရားစီချင်းကပ်လို့ရှိရင်အင်မတန်မှထူးခြားတဲ့ငြိမ်းချမ်းမှုကိုရပါလိမ့်မယ်လို့သူကလျှောက်တယ်အဲ့သူစကားအောင်တယ်လေဒါလည်းလူယဉ်ကျေးမှုတွေလိုက်နာရတဲ့ကျင့်ဝတ်တစ်ခုပဲသူများနဲ့စကားလူပြောရင်သူစကားဆုံးအောင်နားထောင်ခြင်းမှာနားထောင်မှာကြံတဲ့လူကဈာဖြတ်ခြင်းဖြစ်မှာလေခုပြောမဲ့လူတွေအားလုံးတိတ်သွားမှသူပြောတာဒါလည်းပဲလူရဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့မှတ်သားစရာတစ်ခုပဲပေါ့အဲ့ဒီမှာဘုရင်ကြီးကချက်ချင်းပဲသူ့ကိုညာပိုင်းကြီးဆိုတော့တိတ်တိတ်ဆိတ်ဆိတ်မှုဆင်နေနဲ့သွားမယ်ပေါ့အန်ရလည်းပုတ်ခင်းတယ်ပေါ့ဆင်ကြတယ်ဆင်နေနဲ့သွားမယ်ဆိုပြီးတော့ဆင်900တခါတည်းကပြင်တိုင်းခိုင်းပြီးတော့ဆင်900နဲ့တက်နဲ့သွားလိုက်တာပြောချင်တာကညာကြီးမင်းကြီးဖះเจ้าကိုသွားတဲ့အခါနော်မြို့ပြင်ကိုထွက်ရဘုရင်တွေမှာလုံခြုံရေးကမလွယ်ဘူးပေါ့နော်အဲ့ဒီမှာဇီဝကလုံခြုံရေးတွေအကုန်စီမံချက်ချပြီးတော့ဖះသူ့ရဲ့တည့်ရဲ့ဥယျာဉ်ကမြို့ပြင်မှာရှိလို့ဘုရင်ကိုခေါ်သွားတာဟိုရောက်တဲ့အခါကျတော့ဇီဝကရဲ့တည့်ရဲ့ဥယျာဉ်ထဲမှာဇီဝကပြောတယ်တန်ခါ250ရှိတယ်လို့သူပြောတာတန်ခါ250ရှိတယ်ဆိုတော့လူတွေဆိုရင်လူ250ရှိတဲ့နေရာကြိတ်နဲ့ဆူးနေမှာပေါ့ဘုရင်ကြီးကလည်းပဲတန်ခါ250ရှိတယ်ဆိုရင်ဆူညံတဲ့အတန်တွေကြားရမယ်လို့သူကမျှော်လင့်တယ်ဟိုသွားတော့ဘသူမှမရှိတဲ့ပုံစံမျိုးနီးလာလေးလေးတိတ်နေလေးလေးနီးလာလေးလေးတိတ်လာလေးလေးတိတ်စိတ်ငြိမ်သက်တယ်ဟာတိတ်စိတ်ငြိမ်သက်ဒါမြတ်စွာဘုရားရဲ့ပိဋကအဲ့တိုင်း Noble Silence အဲ့ဒါမှတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတော်မူကြတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်စွာနေတာနောက်ဆုံးမှာဘုရားစီသူရောက်သွားတယ်ရောက်သွားတဲ့အခါမှာဘယ်သူမှစကားမပြောဘူးယဟန်တွေကလည်းသူ့ကိုမကြည့်ဘူးအားလုံးမျက်နှာချပြီးတော့ထိုင်နေကြတယ်ဘယ်သူမှမကြည့်ဘူးသူစကားဆဖို့ခက်နေစကားဆဖို့ခက်ပြီးတော့တန်ဃာတွေရဲ့ငြိမ်သက်မှုကိုကြည့်တဲ့အခါငြိမ်သက်မှုဆိုတာဓာတ်ကူးတယ်အဲ့တော့ဓာတ်ကူးသွားတဲ့အခါမှာသူကဘာဖြစ်တယ်လဲဒီလိုငြိမ်သက်မှုမျိုးလေးနဲ့သူ့သားဥရိယဘာဒမင်းသားငြိမ်သက်ရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေးဝင်လာတဲ့အချိန်လေးမှာမြတ်စွာဘုရားကဖြတ်ခနဲ့သူ့ကိုဘာပြောလိုက်တော့ဘုရားကသာစကားစမပြောရင် तू မပြောနိုင်ဘူးဘာလို့လဲဆိုရင်သူ့ရဲ့အပြစ်တွေကအမတန်မှကြီးခဲ့တာအဲ့ဒါနဲ့မြတ်စွာဘုရားကအေးချစ်ခင်မြတ်နိုးတဲ့လူစီ
တင်မင်းတရားကြီးစိတ်ရောက်နေတာလားလို့ကောက်မေးလိုက်တာအဲ့ဒီအချိန်မှာစပြီးစကားစပြောပြပြီးတော့တာပညဖလတုတ်ကြီးကိုဟောတဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့ပြောချင်တာကတော့ Noble Silence တန်ဃာတွေဟာတိတ်ဆိတ်ငြိမ်သက်မှုကိုအကြောင်းပြုပြီးတော့ဘုရင်ကြီးတောင်လန့်သွားတယ်ဒါလောက်ထိအောင်တိတ်ဆိတ်ငြိမ်သက်တယ်ပေါ့တန်ဃာ250တဲ့ကချောင်းဆိုးတန်ချောင်းဟန်းတန်နော်ခြီတန်ခြေဆက်တန်တခုမှမကြားရဘူးတိတ်ဆိတ်ငြိမ်သက်နေတယ်ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားဟာအလွန်တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးတာသိကြဘုန်းကြီးတို့ကငယ်စဉ်တုန်းကဒါကိုယ့်ရဲ့အတွေ့အကြုံတစ်ခုပြန်ပြောပြကိုနှစ်အရွယ်7နှစ်သားမှာစကိုင်းတောင်ကိုရောက်တာစကိုင်းတောင်လို့ဆိုတာရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်စကိုင်းတောင်မှာရှိတဲ့ဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေအားလုံးခြောင်လို့ပဲခေါ်တယ်ဘာဖြစ်လို့ခြောင်လို့ခေါ်တာတော့လို့ဆိုတော့ရှင်းတုန်းကဆရာတော်ကြီးတွေကတော့ကန္တရလို့ပါဠိလိုစီကြတကယ်ကတော့ကန္တရဆိုတာမဟုတ်နိုင်တော့ဘာဖြစ်လို့ကန္တရမဟုတ်နိုင်တာတော့ဆိုကန္တရရဲ့အဓိပ္ပာယ်ကရေစားသွားတဲ့မြောင်းတွေကိုရေကတောင်ကြရေကျလို့စားသွားတဲ့ချောင်းတွေမြောင်းတွေကိုကန္တရလို့ခေါ်တာ။ तू ကကေနဒရိယတေတိကန္တရောရေကနေပြီးတော့တိုက်စားသွားလို့ချောင်းဖြစ်သွားတာသို့မဟုတ်မြောင်းကြီးဖြစ်သွားတာဒီလိုဟာမျိုးမှာကန္တရအဲ့ဒါချောင်းဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုလို့ရှိရင်တပ္ပါပါတောင်ချိုင်ဝမ်းနေခုခေတ်လို့ဆိုတော့ဘယ်လီပေါ့နော်ဘယ်လီအဲ့ဒီတောင်နေမှာခြိုက်ဝမ်းကလေးတွေရှိတယ်တထောင်နဲ့တထောင်ကြားခြိုက်ဝမ်းလေးတွေအဲ့ဒီလိုနေရာမျိုးလေးတွေမှာအတန်တိတ်ဆိတ်အောင်တောင်ထိပ်မှာလည်းမဟုတ်ဘူးတောင်ကပယံလေးတွေမှာခြိုက်ဝမ်းလေးတွေမှာနေလို့ပထမစပြီးတော့ကျောင်းတွေတီထောင်ပြီးတော့နေကြတာမဟုတ်ရှုံမြောင်ချောင်ကြားဆိုတဲ့အဓိပ္ပာယ်နဲ့ချောင်းဆိုတာလေးတွေအဲ့လိုခေါ်လာတာချောင်းကျိုးချောင်းကြားပေါ့နော်တောင်ခွေကလေးတွေရှုံမြောင်ကလေးတွေမှာကျောင်းတွေတီးပြီးတော့ရှေ့တုန်းကနေကြအဲ့တော့ခဏကတော့များလာတဲ့အခါကျပုံစံတစ်မျိုးပြောင်းသွားပြီပေါ့ဒါစကိုင်းတောင်ရဲ့ချောင်းဆိုတဲ့အဓိပ္ပာယ်ကိုပြောပြဘုန်းကြီးကျောင်းဖြစ်ဖြစ်သီလရှင်ကျောင်းဖြစ်ဖြစ်ဘုန်းကြီးတို့က9နှစ်10နှစ်အရွယ်မှာစကိုင်းတောင်ရိုးပုံညာရှင်ဖရာရဲ့အနီးပါးမှာရှိတယ်ပုံညာရှင်ဖရာကတောင်ထိပ်မှာတည်ထားတာအဲ့ဒီပုံညာရှင်ဖရာရဲ့တောင်ကိုငဖားတောင်လို့ခေါ်တယ်အဖားတောင်လို့ခေါ်တယ်အဲ့ဒီအရှိဘက်ကတောင်ကိုပြပုံတောင်လို့ခေါ်တယ်အဲ့ဒီတောင်နှလုံးရဲ့ဈာမှာတောင်တစ်တောင်ရှိတယ်အဲ့ဒီတောင်ကိုငွေတန်ကြားတောင်လို့ခေါ်တယ်အဲ့ဒီငွေတန်ကြားတောင်လို့တောင်သုံးလုံးရဲ့ဈာတဲ့ကရှုမြောင်ထဲမှာဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေတည်ထောင်ထားတာရှိတယ်အဲ့ဒီကျောင်းကိုရှင်းတုန်းကတော့မဟာကန္နာယုံကျောင်းလို့ခေါ်တယ်အဲ့ဒီမဟာကန္နာယုံကျောင်းနဲ့ဆက်ရက်ကဝိပဿနာကန္နာယုံကျောင်းဆိုဘုန်းကြီးတော့အဲ့ဒီဝိပဿနာကန္နာယုံကျောင်းရောက်သွားငယ်ငယ်လေးတဲ့အဲ့ဒီရောက်သွားဘာဖြစ်လို့ရောက်တုံဆိုအမသီလရှင်ရှိလို့ရောက်ပေါ့အဲ့ဒီကြောင့်ကအမတမစိကံကြီးတယ်ကြောင်ထဲမှာရောက်လာလို့ရှိရင်တတ်လို့ပဲစားတတ်မလွတ်တာယူဖို့မလာရဘူးကြောင်ထဲကိုမသွင်းရအားလုံးရောက်လာရင်လည်းတတ်လို့ပဲစားတိတ်တိတ်ခိုးစားလို့မရကြောင်မှာပြောစမှရှိတယ်တိတ်တိတ်ခိုးစားလို့ရှိရင်မွေနဲ့တွေ့တယ်ကြောက်เสียလမ်းเสียတွေနဲ့တွေ့တယ်ဒါမျိုးတွေဖြစ်တတ်တယ်ဆိုတာအဲ့ဒီမှာအမတမနာမည်ကြီးတယ်ဒါကြောင့်မို့တတ်လို့ပဲစားတာခဏအထိပဲတတ်လို့ချောင်းပဲအဲ့ကြောင့်အဲ့ဒီကြောင့်မှဗာစိကံရှိတော့ဆိုလို့ရှိရင်ကပ္ပဋ္ဌာန်းကြောင့်လေးတွေသေးသေးလေးစောင့်ထားပြီးတကြောင်မှတပားပဲနေရတယ်မနေ့ပိုင်းမှာအနည်းငယ်စကားပြောခွင့်ရှိတော့လေ12နာရီကနေ3နာရီအထိစကားလုံးဝမပြောအောင်စကားလုံးဝမပြောအောင်တိတ်ဆိတ်နေရတယ်အကုန်လုံးဘာသာမှမကြားစေရငြိမ်ငြိမ်လေးနေရတယ်တော့ကပ္ပဋ္ဌာန်းအထုတ်ကြတယ်ကပ္ပဋ္ဌာန်းနှလုံးသွင်းကြတယ်3နာရီကြော်တဲ့အခါကျတော့မှစာပေရွတ်တာတို့ကမ္မထာရွတ်တာတို့တရားနာတာတို့အဲ့ဒီချက်မှလုပ်တယ်အဲ့ဒီမှာဘာထူးထူးခြားခြားတွေးရတော့လို့ဆို12နာရီမှာအချက်ပေးခေါင်းလောင်းကြီးထိုးလိုက်တာနဲ့တပြိုင်နက်ငြိမ်ကျသွားတာ3နာရီခေါင်းလောင်းထိုးမှပြန်ပြီးတော့အတန်လေးလှုပ်ရှားလာတယ်အလုံးဟာအိပ်ပျော်သွားတယ်လို့ငြိမ်ကျသွားတယ်လူတွေသာငြိမ်သလားလို့ဆိုမဟုတ်ဘူးရှင်ကလေးတွေပါငြိမ်သွားတယ်ဘာကြောင့်လဲတော့မသိဘူးရှင့်ကလေးတွေပါအဲ့ဒီအချိန်မှာ
ငြိမ်သွားပြီ3နာရီခေါင်းလောင်းထိုးပြီဆိုတဲ့အခါမှာရှင်လေးတွေဟာတက်နဲ့ဆူလာကြတယ်12နာရီကနေပြီးတစ်ချက်အတွင်းဆိုရင်ရှင်တန်တော်မကြရအောင်ငြိမ်နေပုံဟာအဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်မှုတွေဟာဘုန်းကြီးတို့ငယ်စဉ်ကခံစားခဲ့ကြရတယ်ပေါ့ကမ္မထာထုတ်တာတော့မဟုတ်ဘူးကိုဖတ်ချင်တဲ့စာအုပ်ကလေးတွေဖတ်ကမ္မထာတော့ထိုင်ခိုင်းတယ်ဟောဒီပတ်တိမထိုင်တတ်ပါဘူးကမ္မထာထွက်လေဝင်လေမှတ်ခိုင်းတာတော့မှတ်တာခဏလေးနေအိပ်ပျော်တာပဲအဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်စွာနေလာရတာ6နှစ်လောက်အဲ့ဒီမှာအကျင့်ရသွားတယ်။အော်တိတ်ဆိတ်ငြိမ်သက်မှုဟာအလွန်မြတ်လို့စရာကောင်းတာပဲ။ဆူညံမှုနဲ့လုံးဝမတူ။တော့ကျမ်းမာရေးအတွက်လည်းတိတ်ဆိတ်ငြိမ်သက်မှုဟာအမှန်တမ်းအထောက်အကူပြုတယ်လို့နိုင်ငံခြားဒီကျမ်းမာရေးပညာရှင်တွေကဆိုတယ်။ဆူညံခြင်းဟာကျမ်းမာရေးကိုထိခိုက်ပြပြစေတတ်တယ်။ဘာလို့လဲဆိုစဉ်းစားကြည့်ကိုယ့်ရဲ့နားဟာအတန်ကြားနေတာဆိုတာအတန်လောက်တင်ကြားတယ်လို့လူတွေကထင်တာအဲ့ဒီအတန်ကြားတာအတန်ကနားစီကိုလာရိုက်ခတ်နေတာရိုက်ခတ်နေတော့တုန်ခါမှုတွေအများရှိအဲ့တော့ကိုယ်နားလေးဟာငြိမ်ငြိမ်သက်သက်မဟုတ်ပဲနဲ့အများတန်းတုန်ခါနေတယ်ဆိုတော့ခေါင်းလောင်းတော်မှာအများတီးပါများလို့ရှိရင်အတန်ပါလာတယ်လို့ပဲလူရဲ့နားစီမှာလည်းပဲခဏခဏအတန်တွေပြင်းထန်တဲ့အတန်တွေရိုက်ခတ်ပါများလာလို့ရှိရင်ဒီလူဟာတဖြည်းဖြည်းနားလေးလာမှာပဲနော်နားမလေးရင်လည်းအုံနောက်ထဲမှာရှုပ်ထွေးကုန်မှာပဲပေါ့ဒါကြောင့်မို့လို့ဒီအတန်ပလန်နေဆူညံတာကိုတချို့နိုင်ငံတွေမှာဘာပြောတော့ဆို noise pollution လို့ခေါ်တယ်နော် noise pollution ဆူညံတဲ့အတန်တွေဟာ polluted ဖြစ်တယ်တန်ရှင်းမှုမရှိတော့ဘူးပေါ့အများကတော့နော် water pollution ရေမတန့်တာ air pollution လေမတန့်တာကျန်းမာရေးထိခိုက်တယ်အဲ့ဒီအပြင်နောက်ထပ် noise pollution အတန်နေဆူညံလို့ရှိရင်လေဒါကျန်းမာရေးထိခိုက်တာတစ်ခုဖြစ်လာအဲ့တော့ noise pollution ဆိုတိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးဆိုရင်ဒီ pollution ဝင်လာမှာပဲပေါ့ဝင်လာမှာပဲဒီဒါကြောင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအင်တန်မှတိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးတော်မူတာအံ့ဩလောက်မြတ်နိုးတော်မူတယ်အဲ့တော့ဘုရားနေတဲ့နေရာတိုင်းဟာအင်တန်မှတိတ်ဆိတ်ငြိမ်သက်ကြတယ်ပြီးတော့မြတ်စွာဘုရားကတရားဟောတဲ့အခါမှာဘုန်းကြီးတို့တွေလူဘာမှအစွမ်းတတ္တိမရှိတာပါရမီမရှိဘုံကံမရှိဆိုမြတ်စွာဘုရားကြတော့ဘုံကံပါရမီတွေနဲ့ဆိုမြတ်စွာဘုရားကြတော့အတန်ချက်ဆက်တွေပါမလို့ဘူးပဂတိအတန်လေးကဘေးသားက9ယောက်တင်ရှိရင်အဲ့ဒီ9ယောက်ပဲကြားကြံတဲ့လူတွေမကြားနော်တရားနာပရိသတ်အကန့်အသတ်နဲ့တွားတယ်ပရိသတ်ကတယူဇနာရှိမယ်ဆိုရင်ဘုရားတန်ကတယူဇနာထိရောက်တယ်ဒါကတော့အံ့ဩဖွယ်တစ်ခုပေါ့နော်ဘုရားတန်ကကြားနာမလို့အကန့်အသတ်ရှိတဲ့ပရိသတ်တွေအားလုံးကြားနိုင်တဲ့အနေအထားတစ်ခုမှရောက်တယ်ပေါ့တော့မြတ်စွာဘုရားရဲ့ဒီအတန်တော်နဲ့ကြတော့မြင့်လာအောင်လို့တန်ချက်ဆက်တွေပါလေလှုပ်ဖို့မလိုဘူးပေါ့ဘဂတိဟောတဲ့အတန်ပဲတကယ်တရားနာတဲ့ပုဂ္ဂိုလ်တွေပဲကြားတယ်ကြားတဲ့ပုဂ္ဂိုလ်တွေမကြားဘူးဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုတခါတော့ကညတန်းကောင်ရအချိန်မှာတရားမင်းကြီးဆင်းလာညတကောင်ချိန်ဆိုလို့ရှိရင်နတ်တွေဆင်းလာလေးရှိတယ်ပေါ့အဲ့ဒီမှာတရားမင်းကြီးဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တွေတိုက်အခန်းထဲမှာတရားကနေဝင်ပြီးတော့ဘေးကုန်းနေမေးတယ်မြတ်စွာဘုရားဖြေးတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကလက်ဝဲလက်ရအခန်းထဲမှာသတင်းသုံးနေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီမဟာတဏသင်္ခယနဲ့ပတ်သက်ပြီးတော့တဏကုံဆုံးတဲ့နေရာနဲ့ပတ်သက်ပြီးတော့ရှင်မောက္ကလန်ဒီတရားမင်းကြီးကမေးတာမေးတော့မြတ်စွာဘုရားကဖြေလိုက်တာဖြေလိုက်တော့တရားကတာရုအဲ့တော့ရှင်မောက္ကလန်ကတရားအတန်ပဲကြားတယ်ဘုရားအတန်မကြားဘူးတရားအတန်တော့သူကြားလိုက်တယ်ဘုရားအတန်မကြားဘူးအဲ့တော့ဘုရားဘာဖြေလိုက်တယ်ဆိုတော့ तू သိချင်တယ်ချက်ချင်းတရားကလည်းပဲနာပြီးတော့ပြန်တက်သွားတယ်အဲ့ဒီမှာရှင်မောက္ကလန်ကတောက်လျှောက်လိုက်သွားပြီးဘုရားကိုတော့မလျှောက်ဘူးသို့တော့တရားကိုလိုက်မေးမယ်ဆိုပြီးတော့မေးတယ်ဆိုတဲ့တဏသင်္ခယတုတ်မှတ်တမ်းမှာရှိတယ်လေတက်ပြီးတော့မြတ်စွာဘုရားဘာဟောလိုက်တယ်လဲဆိုတော့ तू အဖြေဘယ်လိုအဖြေပေးတယ်လဲဆိုတော့သိချင်လို့လိုက်အဲ့တော့အဲ့ဒါကိုကြည့်လို့ရှိရင်မြတ်စွာဘုရားအတန်ဟာဒီတကယ်နားထောင်တဲ့ပုဂ္ဂိုလ်ပဲကြားရတယ်ကျန်တဲ့ပုဂ္ဂိုလ်မကြားဘူးလို့ဒီလိုအဓိပ္ပာယ်ရှိတယ်
အဲ့တော့အတန်နဲ့လေသူများကိုနှောက်ယှက်တာမရှိဘူးပေါ့တဘာဝကဒါမရှိအဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးတော်မူတယ်လို့ဆိုတဲ့နေရာမှာအထောက်အထားတွေမြောက်များစွာရှိတယ်ထင်တယ်စာတုမတုတ်ဆိုတာအမတ္တမထင်ရှားတယ်မစ္စည်းမနိကေမစ္စည်းမပဏ္ဏတပါဠိတော်မှာစာတုမတုတ်ဆိုတာရှိတယ်စာတုမတုတ်ဆိုတာအဲ့ဒီတုတ်တန်စာတုမဆိုတဲ့မြို့မှာဟောတာစာတုမမြို့တဲ့ကအာမလခိဝနလို့ဆိုတယ်ရှစ်ရှားတော်မှာမြတ်စွာဘုရားတရင်သုံးနေတယ်အဲ့ဒါတာဂဝေမင်းနေပိုင်ဆိုင်တဲ့နေရာတစ်ခုပဲစာတုမဆိုတဲ့နေရာတရားတော်မြတ်စွာဘုရားကအဲ့ဒီရှစ်ရှားတော်ကျောင်းမှာတရင်သုံးနေတဲ့အချိန်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့သူတို့နောက်ကတပည့်တန်ဃာတွေနဲ့မြတ်စွာဘုရားကိုဖူးတွေ့ဖို့ဆိုပြီးတော့ရောက်လာကြရောက်လာတဲ့အခါမှာကျောင်းနေတန်ဃာတွေနဲ့ရှင်သာရိပုတ္တရာရဲ့တပည့်တွေတပိတ်သင်္ကန်းကိုသိမ်းရင်နေရာချထားရင်းကနေပြီးစကားပြောကြတာဆူဆူညံညံလေးဖြစ်သွားဆူဆူညံညံဖြစ်သွားအဲ့ဒီဆူညံတန်တွေကိုမြတ်စွာဘုရားကြားတဲ့အခါကျတော့ရှင်အာနန္ဒာကိုမေးတယ်ဆူညံနဲ့ဘသူတွေလဲမြတ်စွာဘုရားကဆူညံနဲ့တန်ကိုနှစ်မျိုးခွဲပြီးတော့ပြောဟောတာရှိတယ်ဘာလို့ဆိုဥစ္စာတတ္ထမဟာတတ္ထဥစ္စာတတ္ထဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလူတရားရှိလို့ရှိရင်ပဇာပဝတရားရှိတာဟောတရားရှိတော့ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟိုလူကဒီလူပြောလိုက်အတန်လေးအများဒီမဟာတတ္ထဆိုတာအတန်လေးအများကြီးဖြစ်နေဥစ္စာတတ္ထဆိုတာကျဲကျဲပြောတဲ့အခါအတန်တွေကမြင့်တက်လာတဲ့အတန်လေးရှိတယ်ဘလုံးမထွေးဟိုကအတန်ဒီကအတန်ဆုံးတွေထွက်တယ်ပေါ့မဟာတတ္ထဥစ္စာတတ္ထမဟာတတ္ထမဟာတတ္ထအမျိုးစုံပြီးဥစ္စာတတ္ထမြင့်ပြီးတော့ကျယ်လောင်တဲ့အတန်တွေရှိတယ်အဲ့တော့မြတ်စွာဘုရားမေးတယ်ဘယ်သူတွေလဲတဲ့အတန်တွေဆူးညံပြီးတော့နေတာဥပမာလေးနဲ့မြတ်စွာဘုရားပြောတယ်ကေဝတ္တမင်းကြီးမစ္ဆဝီလောပိတန်ဃာတွေငါးဖမ်းနေတယ်လို့ဆူညံလောက်တာတွေဘယ်သူတွေတုံးလို့မေးတော့ရှင်သာရိပုတ္တရာရဲ့တပည့်ရှင်သာရိပုတ္တရာရှမောက္ကလံအမှုရှိတဲ့တပည့်တန်ဃာတွေဖြစ်ပါတော့အာနန္ဒာခေါ်လိုက်စမ်းငါခေါ်နေတယ်လို့ပြောဆိုဘုရားကခေါ်တော့သူတို့ဘုရားစီရောက်ကြတဲ့အခါကျတော့မေးတယ်ဆူညံလောက်တာရောက်စားမှာအချင်းချင်းနှုတ်ဆက်ကြတာတို့တပိတ်သင်္ကန်းထားကြတူကြတာအဲ့ဒါကြောင့်ဆူညံမှုဖြစ်သွားပါတယ်ဆိုတော့မြတ်စွာဘုရားကပြောတော့ဆိုအေးမင်းတို့ကငါနှင်ထုတ်တယ်ငါစီမနေကြနဲ့သွားကြတော့ဆိုနှင်ထုတ်လိုက်တာတစ်ခါပဲဒါဆူညံတာလေးနဲ့နှင်ထုတ်တယ်လို့ဆိုရင်တချို့ကလွန်တယ်လို့ထင်ကောင်းထင်နေကြပဲနော်မြတ်စွာဘုရားဆူတာလေးနဲ့တင်နှင်ထုတ်လိုက်တယ်အဲ့ဒီတုတ်တာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရောက်ခါရှိသေးတယ်ကဲတပိတ်ကလေးတွေသင်္ကန်းလေးတွေပြန်ယူပြီးဘုရားကနှင်တယ်ဆိုတော့တိတ်ဆိတ်နဲ့ကုတ်နဲ့ပြန်ထွက်သွားကြအကုန်အဲ့တော့စာတုမမှာအစည်းဝေးထိုင်နေတဲ့တာဂဝေမင်းတွေကမြင်တယ်ခုနကဒီကိုယ်တော်တွေသွားတာဘာမှမကြောက်အခုချက်ချင်းပြန်လာကြတယ်ဘာများဖြစ်ပါလဲခုလေးတွေသွားပြီးခုလေးတွေပြန်လာတယ်ဘာဖြစ်လို့ပါလဲဆိုတော့သိချင်တော့သွားစုံစမ်းတော့ဘုရားကသူတို့နှင်လွှတ်လိုက်တယ်တဲ့ဆူညံလောက်လို့နှင်လွှတ်လိုက်တယ်ဆိုတော့အရှင်ဘုရားတို့ခဏဆိုင်ပါဦးတပည့်တော်ဘုရားကိုသွားလျှောက်ပါအောင်မယ်တပည့်တော်တို့သွားတောင်းပန်ပါအောင်မယ်နဲ့ဆိုတော့သူတို့ဘုရားစီချက်ချင်းသွားကြတယ်သွားပြီးတော့ဘုရားကိုလျှောက်ကြတယ်ရှင်ဘုရားတဲ့သာသနာပေါင်းဝင်စခုမှဘုရားဘာသာဖြစ်စာယဟန်ဖြစ်စာကိုတော်လေးတွေပါပါတယ်တဲ့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်သူတို့တွေဟာစိတ်ပြက်ပြီးတော့ဟိုရင်းဖြစ်သွားပါလိမ့်မယ်တဲ့သိခံလိုက်ပါတဲ့ယဟန်တန်ဃာတွေကိုနှင်ထုတ်တယ်လို့ကြားတာနှင်မထုတ်ပါနဲ့ပြန်ပြီးတော့ခါတိုင်းလိုပဲယဟန်တန်ဃာတွေကိုချီးမြှောက်ပါဗျာတဲ့ဆုံးမဩဝါဒပေးပါမနှင်ပါနဲ့ပေါ့ဒါတောင်းမှသူတို့ကဥပမာလေးတွေနဲ့နော်မျိုးစိလေးတစ်ခုအားတဲ့ရေမရလို့ရှိရင်6ပြီးတော့သွားပါလိမ့်မယ်တစ်ပင်ငယ်ကလေးတွေ6သွားနိုင်ပါတယ်ဒီထဲမှာလဲကိုရောငယ်လေးတွေပါနေတယ်အဲ့တော့ရေမရရင်တစ်ပင်လေးတွေ6သွားတယ်လို့သူတို့လည်းပဲစိတ်ဓာတ်တွေ6ချသွားပါလိမ့်မယ်ပြန်ပြီးတော့လက်ခံတော်မူပါမြ
နောက်တစ်ခုကဒီအမိနုစုနေကစနွားငယ်လေးတစ်ကောင်အမေနဲ့ကွဲကွာသွားလို့ရှိရင်စိတ်ဓာတ်တွေပြက်ပြားသွားနိုင်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်ဒီကိုယ်တော်တွေဟာလည်းနွားငယ်လေးတွေလို့စိတ်ဆင်းရဲမှုတွေနဲ့ကြုံရပါလိမ့်မယ်ဒါကြောင့်မို့ရှင်ဘုရားပြန်ပြီးတော့လက်ခံတော်မူပါလို့လျှောက်တယ်တခါသူတို့လျှောက်နေတဲ့အချိန်မှာပဲမြတ်စွာဘုရားကိုတရားဟောဖို့လာရောက်ပြီးတော့တောင်းပန်တဲ့တဟံပတိပြမကြီးကလည်းဘဝကနဲ့ဘုရားရှိခိုးပေါ်လာပြီးတော့သူကလည်းလျှောက်ပြန်ရှင်ဘုရားတဲ့ယဟန်တန်ဃာတွေထဲမှာအငယ်ရွယ်လေးတွေအများကြီးပါနေပါတယ်ခုနပြောတဲ့ဥပမာနဲ့ပဲပြန်ပြီးတော့ရှင်ဘုရားလက်ခံမှာမဟုတ်လို့ရှိရင်သူတို့ဟာစိတ်ဓာတ်တွေညှို့ချောက်သွားနိုင်ပါတယ်ပေါ့အဲ့လိုလျှောက်တာမြတ်စွာဘုရားကိုတောင်းပန်လျှောက်ထားတာအဲ့ဒါလို့တောင်းပန်လျှောက်ထားတဲ့အချိန်မှာရှင်မမောဂလန်ကသူကတကိုးရှင်အမြဲတမ်းသူကခုနကအရှင်ဘုရားတို့ခဏစောင့်အောင်တပည့်တော်တို့သွားလျှောက်အောင်မယ်ဆိုတော့စောင့်နေကြတာသူစောင့်တဲ့အခါသူကဒီတိုင်းစောင့်တာမဟုတ်ဘူးသူဒိဗ္ဗသောတာနာနဲ့စေတောပရိယအဘိညာဉ်တွေကိုဖွင့်ထားတယ်သူကနော်ခုခေတ်ကလူတွေတော့အဲ့ဒါမရှိတော့တယ်လီဖုန်းဝယ်ဖွင့်ထားထောင်လို့ရသူကဖွင့်ထားလိုက်တဲ့အခါကျတော့ဗြဟ္မာတဟံပတိဗြဟ္မာကြီးဆင်းလာတာလည်းသူတွေ့လိုက်တယ်ရှောက်နေတာလည်းသူတွေ့တယ်တာဂဝေမင်းကြီးသွားရှောက်တာလည်းသူတွေ့တယ်အဲ့ဒါလို့ရှောက်နေတဲ့အချိန်ရှောက်တဲ့စကားသံတွေသူကြားတယ်မြတ်စွာဘုရားကတော့ဘာမှတုံ့ပြန်မပြောတိတ်တိတ်လေးနေတာသို့တော့မြတ်စွာဘုရားစိတ်ကိုသူလှမ်းပြီးတော့ကြည့်စိတ်တော်ပရိယညာနဲ့ကြည့်နေတော့မြတ်စွာဘုရားကဗြဟ္မာကြီးလာလျှောက်ပြီးတဲ့အချိန်လေးမှာသဘောတူလက်ခံလိုက်တာဟုတ်ရှင်မောဂလန်ကသိလိုက်တယ်ကျန်တဲ့ကိုယ်တော်တွေဘယ်သူမှမသိဘူးရှင်သာရိပုတ္တရာတော့မသိလိုက်ဘူးအဲ့ဒီမှာရှင်မောဂလန်ဗာပြောတော့ဆိုဟေးဘုရားကခြေနှက်တော်ပြီးသွားကြစို့နော်အခေါ်ဆောင်မနေနဲ့တို့ပြန်ညမယ်ဘုရားစီပြန်ညမယ်မြတ်စွာဘုရားခြေနှက်တော်ပြီးဆိုပြီးတော့တန်ဃာတွေအားလုံးသပိတ်သင်္ကန်းပြင်ပြီးတော့ဒီတစ်ခါတော့တိတ်တိတ်ဆိတ်ဆိတ်ကလေးသွားမှဖြစ်မယ်ဆိုဘုရားစီဝင်ညတာနော်ဒါကသုတ်တန်ထဲမှာတကယ်ရှိပါတယ်တော့မြတ်စွာဘုရားဘယ်လောက်ကြည်ညိုစရာကောင်းတယ်ဆိုတာကြည့်လေဒါလေးကိုအသေးပဲလို့မအောင်မိတ်လိမ့်မယ်ဘုရားဘာသာရဲ့အကျင့်စဉ်တစ်ခုလို့မှတ်သားတဲ့နယ်ပေါ့နော်တိတ်ဆိတ်ငြိမ်တဲ့ဘုရားကြောင်းသွားတာပဲဖြစ်ဖြစ်ဘယ်သွားတာပဲဖြစ်ဖြစ်တိတ်ဆိတ်ငြိမ်သက်မှုတွေဟာအမှန်တမ်းတန်ဖိုးရှိတာတန်ဖိုးရှိတယ်တခုပြောရအောင်မယ်ဗမာတွေရဲ့ဒီလွဲမှားနေတဲ့အမှုအကျင့်တစ်ခုလေးဘယ်သူကြောင့်လွဲမှားတယ်ဆိုတာတော့ပြောလို့မရဘူးလွဲမှားနေတာဘာလွဲမှားတော့ဆိုဘုန်းကြီးကျောင်းနဲ့လာလို့ရှိရင်ဖဏမစည်းရဘူးဆိုတဲ့အယူဆတစ်ခုပေါ်မှာမူတည်ပြီးတော့နော်ဖဏမစည်းရဘူးဖဏမစည်းဘူးဆိုတဲ့ဟာပဲသိတယ်ကားပေါ်ကတော့မဆင်းဘူးစက်ဘိန်းပေါ်ကမဆင်းဘူးဖဏတော့ချွတ်တယ်ဖဏစည်းရင်ဒီဘေဘိလာရမင်းချီမွားခွဲခံမှာကြောက်လို့ဘယ်သူကဒီဇာလန်ထွင်ထားတယ်တော့မသိဘူးเนาะတေးသေးချာချာစားတဲ့ပိုင်ပေတဲ့ဟာကိုတေးသေးချာချာမှတ်သားတာလည်းမဟုတ်ဘူးအဲ့တော့လူတွေရဲ့လွဲမှားနေတာတစ်ခါတစ်ခါကျတော့အတော်ကြီးစရာလည်းကောင်းတယ်ရှေးတုန်းကဘုန်းကြီးကျောင်းထဲကိုဝင်ပြီးဆိုရင်ရှေးကဆင်တို့မြင်းတို့ယထာတို့နဲ့လာတာလာလို့ရှိရင်မုတ်ရပြင်ဘက်မှာဆင်နေမြင်းနေယထာတွေထားပစ်ခဲ့တယ်ကျောင်းထဲဝင်တဲ့အခါဖဏစီးပြီးတော့ဝင်လာတယ်နော်ဖဏတော်စီးတယ်ရင်မစီးဘူးလို့ဆိုလိုတာအဲ့တော့အခုကပြောင်းပြန်ဖြစ်တယ်ပြောင်းပြန်ဖြစ်တယ်ဟာစက်ဘိန်းကြီးနဲ့ဝင်လာတယ်ဖဏတော်ကောက်ချုပ်တယ်စက်ဘိန်းပေါ်ကတော့မဆင်းဘူးကားနဲ့ဝင်လာတယ်ကားပေါ်မှာဖဏချုပ်တယ်ကားပေါ်ကတော့မဆင်းဘူးဆိုတော့ဒီကားရင်နဲ့ဖဏရင်ဟာဘယ်သူကပို့ပြီးတော့ဆိုးလဲဆိုကားရင်ကပို့ပြီးတော့မြင့်တယ်ပေါ့နော်စက်ဘိန်းရင်ကပို့ပြီးတော့မြင့်နာကပို့ပြီးတော့အာဃာရဝဖြစ်တယ်ပေါ့တကယ်ကြားလို့ရှိရင်ဖဏစည်းလာတာကတော်သေးတယ်ဖဏစည်းလာသည့်အတွက်ကြောင့်ကျောင်းပေါ်မှာဖုံးမပေးဘူးအဲ့တော့တကယ်ချွတ်ရမှာကစက်ဘိန်းတကယ်ယထာရမှာစက်ဘိန်းတကယ်ယထာကြရမှာကားဒီပြင်ရင်စည်းလာရင်ဒီပြင်ရင်မော်တော်ဆိုင်ကယ်ပါညာဒီလိုဟာထားဖဏကစည်းဝင်ရမှာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါကိုပြောင်းနေပြောင်းပြန်လိုက်ပြီးတော့ကျင့်သုံးနေတာနိုင်ငံသားတယောက်ယောက်ကမေးလို့ရှိရင်ဘယ်လိုဖြေရပါ့ဟာမျိုးရီးမှာပဲနော်ရီးမှာပဲစက်ဘိန်းတော်စည်းဝင်တယ်ဖဏတော်ချွတ်တယ်ဘာလို့ထားလို့မေးမှာပဲလေဟိုမစင်စားတာတွေကိုပြောပြတာပါအမှန်တမ်းစဉ်းစားကြရကောင်းတယ်မစဉ်းစားပဲမနေသင့်ဘူးအဲ့တော့ခုနရှင်မမောဂလန်တို့ဖျားစီရောက်သွား
ရောက်သွားတဲ့အခါမြတ်စွာဘုရားကအတာရကြီးစကားဆပြောတယ်ငါနှင်လိုက်တဲ့ရဟန်းတန်ဃာတွေကိုငါနှင်လိုက်တော့တာရိပုတ္တရာမင်းစိတ်ထဲမှာဘလို့ဖြစ်တယ်ဒီမိကုံးကိုမေးတယ်မောဂလန်မင်းစိတ်ထဲမှာဘလို့ဖြစ်တယ်ဆိုတော့ရှင်သာရိပုတ္တရာကဘလို့ဖြစ်တော့ဆိုမြတ်စွာဘုရားဟာပရိသတ်နဲ့မဆက်တယ်ပဲနဲ့ကြောင်းကြမဲ့နေခြင်းနေပြီမျက်မှောက်ဘဝမှာချမ်းသာတာနေခြင်းနေအဲ့တော့ပရိသတ်နဲ့မနေခြင်းတော့ဘူးဒီလိုအဓိပ္ပာယ်ရှိတယ်ငါလည်းပဲမြတ်စွာဘုရားလိုပရိသတ်နဲ့မနေတော့ဘူးချမ်းသာပဲနေမယ်လို့ဒီလိုစိတ်ကူးမိပါတယ်ဘုရားဆိုတော့မြတ်စွာဘုရားဟေးဆိုင်အောင်မလုံးနဲ့အောင်နော်မြတ်စွာဘုရားလက်မခံဘူးအဲ့တော့ဒီအချိန်မှာရှင်သာရိပုတ္တရာဟာပညာရာဣတရကြပါရဲ့တန်းနဲ့ဘာဖြစ်လို့ဘုရားအာဘောကြောက်အောင်မဖြေနိုင်ရလားရှင်သာရိပုတ္တရာကစိတ်နုတယ်ဆိုတာသဘာဝကိုပြောပြတာနော်လူဆိုတာသဘာဝမှာစိတ်ထက်တဲ့လူရှိတယ်စိတ်နုတဲ့လူရှိတယ်ရှင်သာရိပုတ္တရာအလွန်တနာတတ်တယ်အလွန်ငဲ့ညာတတ်တယ်စိတ်ပြော့တယ်လို့ပြောရမှာသဘာဝပြော့တာကိုပြောတာနော်ခိရိတာပြော့တာမဟုတ်ဘူးသဘာဝကအမြဲတမ်းငဲ့ညာတယ်ရှင်သာရိပုတ္တရာဒါမှမဟုတ်ရှင်သာရိပုတ္တရာကိုမိခင်စိတ်လို့ပြောကြတာရှင်သာရိပုတ္တရာမထေရမြတ်ကဖះကတော့တို့နှင်းနာတန်ခါပရိသတ်နဲ့ပတ်သက်ပြီးတို့မြတ်စွာဘုရားမလုပ်တော့ဘူးငါလည်းဒီလိုမလုပ်တော့ဘူးလို့တပည့်တော်အေးချမ်းမယ်နေတော့မယ်လို့ဒီလိုစိတ်ဝင်စားတယ်စိတ်ကူးမိတယ်ဆိုတော့မြတ်စွာဘုရားဆိုင်းမအောင်တဲ့ဆိုပြီးပြောပြီးမောက္ကလံဘယ်လိုတွေးတုံဆိုတော့မြတ်စွာဘုရားကအေးချမ်းနေခြင်းနဲ့ဆိုလို့ရှိရင်ချမ်းသာနေတော့မယ်ဆိုရင်ဒီတန်ဃာရရဲ့တောင်းကိုငါနဲ့တာရိပုတ္တရာနှစ်ဦးပဲထမ်းဆောင်ရတော့မှာပဲလို့တို့ကကြိုးစားပြီးတော့ဆုံးမရမယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပါတယ်ဆိုတော့မြတ်စွာဘုရားတာရုခေါ်အဲ့ဒါကိုအထက်ကရာကဘလို့မှတ်ချက်ပေးထားတော့လို့ဆိုတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကကိုလုံးရမယ့်တာဝန်တစ်ခုမေ့သွားတဲ့သဘောရှိတယ်ပေါ့မြတ်စွာဘုရားကအကယ်၍ဘုရားကအေးနေရင်တောင်သူကနော်မိဘဆိုလို့ရှိရင်တာအကြီးဆုံးကတာဝန်ရှိတယ်ဒီဆရာကိစ္စဆိုလို့ရှိရင်တပည့်အကြီးဆုံးကတာဝန်ရှိတယ်လေအဲ့ဒီတာဝန်လေးကိုသူမေ့သွားတယ်ဒီလိုအဓိပ္ပာယ်မျိုးပြောတယ်အဲ့ဒါကိုတီဃာတွေမှာဘာပြောပြန်တော့ဆိုရင်အဲ့ဒီလိုပြောတာလေးကိုစိတ်แท้ကဒီလိုစိတ်แท้ပေါ်တာလေးကိုမနောဒုစရိုက်လို့သုံးထားတာတွေ့နေရတယ်ဒါပေမဲ့ဒီဒုစရိုက်ဆိုတဲ့အဓိပ္ပာယ်ကကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့အသုံးမျိုးမဟုတ်ဘူးစိတ်แท้မှာမဖြစ်တဲ့နာလေးဖြစ်တယ်လို့ဒီလိုပြောတဲ့အဓိပ္ပာယ်ပဲသို့တော့သုံးလိုက်တဲ့စကားလုံးကြီးကကြောက်ခမန်းလိလိဖြစ်ယဟန္တာဖြစ်ခဲ့တဲ့နဲ့မနောဒုစရိုက်ဖြစ်တယ်လို့ဆိုတာဘယ်သူကစပြီးဒီစကားလုံးကိုပါဠိထဲမှာထည့်သုံးလိုက်တယ်ဆိုတာတော့ပြောနိုင်ဘူးနော်ဒီဃာတွေကထည့်သုံးလိုက်တဲ့စကားလုံးလေးတစ်ခုရှိတယ်မနောဒုစရိုက်တကယ်ကတော့ရှင်သာရိပုတ္တရာမထေရကိုယ့်ရဲ့တာဝန်တစ်ခုကိုသူကအမှတ်တမဲ့မြတ်စွာဘုရားမထမ်းဆောင်တော့ရင်ငါတို့ထမ်းဆောင်ရမယ်လို့ဆိုတဲ့တာဝန်တစ်ခုမစင်စားမိတဲ့သဘောလေးဖြစ်သွားတယ်ပေါ့ရှင်မောက္ကလံကြတော့အဲ့ဒါကိုစဉ်းစားမိတယ်ဖះတာဝန်မယူဘူးဆိုရင်ငါတို့တာဝန်ယူရတော့မှာပဲလို့ဒီလိုအတွေးမျိုးတွေးတယ်တဲ့အေးဒါဟာမြတ်စွာဘုရားသခင်ကိုရောမြတ်တိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရများဖြစ်ပါတယ်မြတ်စွာဘုရားကအရိယောတုန်တိပါဝောမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုတဲ့အခါ Noble Silence ပေါ့ဘာမှမသိလို့ငုတ်တုတ်ထိုင်နေတာလားအိတ်နေတာဟာဒါ Noble Silence လားစကားမပြောတတ်လို့မပြောဘဲနဲ့နေတာအာကြီးလို့နေတာရောနေသင့်သလားဒါလည်းစဉ်းစားရအောင်နော်အဲ့လိုမြတ်စွာဘုရားကဆိုလိုတာကပြောရင်တရားစကားပြောတရားစကားမပြောဘူးဆိုရင် Noble Silence မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုမမေ့ရဘူးအဲ့တော့မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာလဲဆိုမေတ္တာပို့နေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုအာနာပါနလေးနှလုံးသွင်းနေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်ကိုယ်မှာတရားဓုတရားမြတ်ရှိရင်အဲ့ဒီတရားဓုတရားမြတ်အမှန်ပဲဇာနာသမဘဝင်စားမယ်ဖလားသမဘဝင်စားမယ်သို့မဟုတ်ဓမ္မတစ်ခုကိုစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်ဒါမြင့်မြတ်တဲ့ Noble Silence ပေါ့အမြင့်မြတ်ဆုံး Noble Silence ဆိုတာကြတော့ဘာလဲလို့ဆိုရင်ဖလားသမဘဝင်စားတာတို့ဇာနာသမဘဝင်စားတာတို့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာဟာတကယ့်ကို Noble Silence ဖြစ်ပါတယ်
အဲ့ဒီကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေနိုင်ဖို့အထိဘုန်းကြီးတို့တွေဟာတိတ်ဆိတ်ငြိမ်သက်မှုဟာတန်ဖိုးရှိတယ်ဆိုတာသိရှိနားလည်ဖို့လိုအပ်ကြပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့နှစ်သက်မြတ်နိုးတဲ့အချက်တွေမြောက်များစွာရှိတဲ့ထဲမှာတိတ်ဆိတ်ငြိမ်သက်မှုမြတ်နိုးတာဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ပဲဖြစ်တယ်။ကဘာမှာတိတ်ဆိတ်ငြိမ်သက်မှုတန်ဖိုးအထားဆုံးပုဂ္ဂိုလ်တာမန်တိတ်ဆိတ်ငြိမ်သက်မှုမျိုးမဟုတ်ပဲနဲ့မြတ်စွာဘုရားတန်ဖိုးထားတဲ့တိတ်ဆိတ်ငြိမ်သက်မှုမျိုးသည်အကျိုးမဲ့စကားတွေကိုမပြောပဲမပြောရဘူးလို့လုံးဝမပိတ်ဘူးမြတ်စွာဘုရားကနော်မပြောပဲနဲ့ဝစီဘိတ်ကျင့်တာကိုမြတ်စွာဘုရားမကြိုက်ဘူးနော်ဝစီဘိတ်ဆိုပြီးတော့ခုခေတ်ကလည်းကျင့်တတ်သေးတယ်ဟိုပြောပြရှိရင်ပြောရတရားစကားပြောရဒီလိုဆိုလို့ဘုရားလမ်းဖွင့်လာတာစကားမပြောရဘူးပြောတာမဟုတ်ဘူးဓမ္မိကထာဝါတရားစကားပြောမပြောဘူးဆိုမှ noble silence အဲ့ဒီ noble silence ဆိုတာဗုဒ္ဓဘာသာရဲ့ noble silence ဟာဘယ်လောက်ထိအောင်ဆင့်မြင့်တယ်လဲဆိုတပ္ပထာကျင့်စဉ်တစ်ခုနဲ့နေတယ်ဝိပဿနာကျင့်စဉ်တစ်ခုနဲ့နေတယ်နောက်ဆုံးမှာဇာနတမပတ္တိဖလားတမပတ္တိဆိုတဲ့အဆင့်မြင့်တဲ့တရားတွေစိတ်ဝင်စားပြီးတော့နှလုံးသွင်းဆင်ခြင်နေတာကို noble silence ခေါ်တယ်အဲ့ဒီအဆင့်ရောက်ပြီးထိအောင်တို့တွေကြိုးစားအထောက်ကြမှာတိတ်ဆိတ်နေတဲ့မှုကိုအဲ့ဒီထိအောင်မျက်နှိုးကြရမှာလို့သဘောကျပြီးတော့ noble silence ရရှိသည့်ထိအောင်ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွင်းမဲ့ဥဒ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတွေဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်တည်တဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း